အင်းကြီးချဲခန်းကတန်လို့ထင်ကြတာကိုအင်းထက်ကဖစ်နေတော့မှကြောင်လန့်တုံလို့သွားတော့တာပဲအင်းကြီးချဲခန်းမှလူတကယ်နေရလားသိချင်းလို့တကားအခွဲကြောင်ပေါ်တိတ်ကတ်ထားလိုက်တယ်ကျောင်းကပြန်လာတော့တိတ်ကတ်မပြတ်ကရှိနေတာတွေ့ရတယ်ဘသူမှဝင်ထွက်မသွားဘူးပေါ့ဒါပေမဲ့ညားနဲ့လာတော့အသားလီးတယ်လို့အတန်းတကူထကြားရပြန်အောင်အင်းကြီးချဲကညာဘက်တေးတေးလေးပြန်လာတာနေမယ်လို့ထင်ခဲ့တယ်အပြင်ထွက်ရှိကြည့်တော့တိတ်ကတ်မပြတ်ပဲရှိနေတုံးပဲဘသူမှမနေဘူးဆိုရင်အဲ့ရတန်ကဘဲကလာတာလဲအဲ့ရတန်ကညာတိုင်းကြားနေရပြီးပို့ပို့ပြီးတော့ထူးဆန်းလာတယ်ဗရင်ပေါက်ဖွင့်လိုက်တိုင်းသွေးနဲ့ဘင်းလင်းကလေထဲမှာရနေတယ်ပို့ပြီးတော့မအီမသားထည့်လာတယ်ကျောင်းလီလွန်းတွေကလည်းသူ့ဗရင်ပေါက်နားမှာအစာဆောင်နေတယ်လို့မျိုးအမြဲတမ်းဆူနေတတ်တယ်ငါတေးတေးလေးဆောင်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်နှစ်ပတ်လုံးအဲ့ဒီတိုက်ခန်းသေးကိုဘသူမှဝင်ထွက်မသွားဘူးတရက်အိမ်ပြန်ရောက်တော့ကိုအခန်းမီးကပွင့်နေတာတွေ့ရတယ်တခိုးဝင်တာများလားဆိုပြီးအပေါက်ပြေးတဲ့ကြည့်တော့ဘသူမှမရှိဘူးငါယူနေတာမဟုတ်ဘူးဆိုတာသိကြတယ်မီးတွေအားလုံးပိတ်အိမ်မှာလူမရှိဟန်ဆောင်ပြီးအမောင်ထဲမှာစောင့်နေခဲ့တယ်တန်းကောင်ရမှာအဲ့ဒီအသားလီးတန်ကထကြားရပြန်ပြီဒါပေမဲ့အခုတော့ကို့အိမ်ထဲကနေလာနေတာပဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေပြီးစိတ်ထကြတော့မလို့ဖွနေတော့ကျောင်းဒီအများကြီးကပြတင်းပေါက်ကနေထပ်တက်လာပြန်တယ်ငါသူတို့ကိုမောင်းထုတ်ချင်ပေမဲ့ရုတ်တရက်အကြံတစ်ခုရသွားတယ်နမူနာအနေနဲ့ဆိုပြီးသူငယ်ချင်းတယောက်ကိုစစ်ခိုင်းလိုက်တယ်ရလက်ကအရာအလုံးပုံမှန်ပဲလို့ပြပေမဲ့ငါရဲ့စိုးရင်စိတ်တွေကပိုဆိုးလာတယ်ရက်အတော်ကြအောင်မအေးရတော့ယူမတက်ဖြစ်နေပြီအင်းချင်းကိုနီးရရွှေဘေးကိုတောင်းဆိုခဲ့တယ်သူမကမယုံဘူးပင်ဖလူနာဖို့လိုတယ်လို့ပြောပေမဲ့ငါကအတင်းပြောခဲ့တယ်နောက်ဆုံးတော့သူမငါနဲ့အတူတညတာနေဖို့သဘောတူလိုက်တယ်အဲ့ညနေမှာသူမကချော်လဲပြီးနိုင်ရန်ကိုတိုက်မိသွားတယ်ငါတို့ကြောင်းတောင်ဖြစ်သွားတယ်နိုင်ရန်ကဆက်ကူအောင်မှာတော့6သွေးနေတဲ့လက်ဖွေရာတွေနဲ့6သွေးနေတဲ့သွေးစွန်းရာတွေရှိနေတယ်ကြော်တယ်စိတ်ကနေဖြစ်သွားတယ်ငါနိုင်ရန်ကိုစိုက်ကြည့်ရင်အဲ့ဒီမှာဒီလောက်ကြအောင်နေခဲ့ပြီးဘာမှမတည်ထားမိခဲ့တာကိုမယုံနိုင်ဘူးဖြစ်နေတယ်အင်းချင်းအမျိုးသမီးကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအဲ့ဒီမှာမိခင်နဲ့သားတယောက်နေထိုင်ခဲ့ကြရဲ့လို့ပြောပြတယ်ကလေးကသေဆုံးသွားပြီးမိခင်ကတော့ယူသွတ်သွားခဲ့တယ်အွန်လိုင်းမှာသတင်းကောင်းတစ်ခုရှာတွေ့ခဲ့တယ်သူမပြောတဲ့အတိုင်းပဲအထီးကျကိုက်ညီနေတယ်ငါတုံးညီနေပေမဲ့အမှန်တရားကိုသိချင်နေတော့မယ်အင်းကြီးချင်းတကားပေါ်ကိုတိတ်ပြန်ကတ်လိုက်တယ်ပြီးတော့ငါတို့တိုက်ခန်းတွေမျှဝေထုံးဆွဲထားတဲ့လီဝင်လီတော်ပေါက်ကိုဖွင့်လိုက်တယ်ဖုံးကိုချိတ်တစ်ခုပေါ်မှာတက်ပြီးဂယုဒီဇိုင်းနဲ့အတွင်းထဲကိုထိုးထည့်လိုက်တယ်ဖုံးရဲ့နေပင်းပေါ်မှာအင်းကြီးချင်းရဲ့မိဖို့ကြောင့်ကဗလားထီနေတာကိုငါတွေ့ရပေမဲ့အသားလီးတန်ကတော့ရှိနေတော့မယ်အာယုံဆိုင်မိစိတ်ဖို့အတွက်မန်ကိုတင်ကပြားနဲ့ခောက်လိုက်တယ်မင်းကြီးအနေငယ်ကြတော့ခုံးကိုပြန်ဆွဲထုတ်လိုက်တယ်အဲ့ဒီခါရိုက်ထားတဲ့ဗီဒီယိုကိုမြင်လိုက်ရတဲ့အခါငါလုံးဝကိုရပ်တန့်သွားခဲ့တယ်